ခိုင်ညီမလေးရောက်နေတာကြားပြီလား အော်မကြသေးဘူးကို လို့ဆိုပါအောင်ဗာကိစ္စ အော်အကိုညီမလေးဘက်ကိစ္စနဲ့ပတ်သက်ပြီးတော့မေးချင်တာလေးရှိလို့ဘက်တရားလေးကိုတစ်နှစ်ကလည်းဖွင့်ထားပြီးရယ်ပြီးတော့နှစ်ကလည်းဖွင့်ထားရယ်ပေါ့နော်ပြီးတော့ဒီနှစ်ကလည်းထပ်ဖွင့်အောင်မယ်လို့ကြားတယ်အဲ့တော့ဘက်တွေကနှစ်တိုင်းပဲဖွင့်မိတတ်တာလားအဲ့ဒါလေးညီမသိချင်လို့ အဲ့ဒါဒီလိုရှိရင်ညီမလေးကဘလို့ဘက်လုံခေါ်တဲ့ခိန်းတပြန်မိုင်လုပ်ငန်းစဉ်ကသက်ဆိုင်ရာနိုင်ငံအစိုးရပါဘောနော်ကိုယ်နိုင်ငံတွင်းမှာရှိနေတဲ့အကြောင်းကြောင့်အထောက်အထားမဲ့နေတဲ့ရွှေပြောင်းလုပ်သားတွေများလာတဲ့ခါတောင်မှမဟုတ်တရားမဝင်လုပ်သားတအားများသွားတဲ့အခြေအနေမျိုးမှာတော့ဖွင့်ပေးတတ်တဲ့လုပ်ငန်းစဉ်မျိုးပေါ့နော်တရားဝင်လုပ်သားဖြစ်နေဒီလုပ်ငန်းစဉ်ကပုံမှန်အဖြစ်အများအားဖွင့်ပေးတာတော့မဟုတ်ဘူး3နှစ်မှတစ်ကြိမ်အခုလို4နှစ်မှတစ်ကြိမ်ဖွင့်ပေးတာပေါ့နော်ဒါပေမဲ့ညီမကအစိုးရမခဲ့တယ်လို့တို့ကတနစ်ကလည်းဖွင့်ပေးခဲ့တယ်နှစ်ကလည်းဖွင့်ပေးတယ်ဒီနေ့မှလည်းထပ်ဖွင့်ပေးအောင်မယ်ဆိုတာကတို့နိုင်ငံဘက်အချမ်းအခြေအနေကြောင့်ဒီဘက်သူ့နိုင်ငံဘက်အချမ်းမှာလည်းအကြောင်းကြောင့်ရောက်ရှိနေပြီးတော့အထောက်ထားမဲ့နေတဲ့ရွှေပြောင်းလုပ်သားတွေအများကြီးရှိနေပြီပေါ့နော်ပြီးတော့ဒီလုပ်ငန်းစဉ်ကအများအားဖွင့်ပေးတာမဟုတ်တဲ့အတွက်ပုံမှန်အကြောင်းကြောင့်အထောက်ထားမရှိဘူးဆိုလို့ရှိရင်တော့ဒါအခွင့်ကောင်းတစ်ခုအနေနဲ့ယူပြီးတော့ရှောက်ထားတဲ့နေပေါ့နော်ဟုတ်ကိုကဟုတ်အခုလိုမျိုးပြည့်ပြည့်စုံရှင်းပြပေးလို့ကိုအောင်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့